တခွားသီးသည်အာဟာရဓာတ်များစွာပါဝင်ပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသလိုအချို့သောသူများအတွက်လည်းဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ကောင်းကျိုးများရေဓာတ်ဖြည့်တင်းပေးခြင်းတခွားသီးတွင်ရေဓာတ်95%ပါဝင်သောကြောင့်ခန္ဓာကိုယ်အတွက်ရေဓာတ်ဖြည့်တင်းပေးပါတယ်။အထူးသဖြင့်ပူပြင်းသောရာသီဥတုတွင်တခွားသီးစားသုံးခြင်းဖြင့်ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ခြင်းဗီတာမင် K ဗီတာမင် C မဂနီဆီယမ်ပိုတက်ဆီယမ်နှင့်မန်ဂနီတ်တို့ပါဝင်ပါတယ်။အမြင့်ဓာတ်များစွာပါဝင်သောကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ကိုယ်လေးချိန်ထိန်းညှိပေးခြင်းကယ်လိုရီနည်းပြီးအမြင့်ဓာတ်များစွာပါဝင်သောကြောင့်ကိုယ်လေးချိန်ထိန်းညှိလိုသူများအတွက်သင့်တော်ပါတယ်။အစာခံနိုင်ပြီးအစားစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်။အရေပြားကျန်းမာရေးကိုကောင်းမွန်စေခြင်းအရေပြားကိုအေးမြစေပြီးရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။နေလောင်တန်ရာနှင့်အရေပြားရရင်ခြင်းများကိုသက်သာစေပါတယ်။သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်သောဂုဏ်သတ္တိများပါဝင်ပါတယ်။ဆီးချိုယောဂရှိသူများအတွက်အထောက်အကူပြုပါတယ်။ကင်ဆာယောဂကိုကာကွယ်ပေးခြင်းကင်ဆာယောဂကိုကာကွယ်ပေးနိုင်သောတတိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါတယ်။ကင်ဆာဆဲများကြီးထွားမှုကိုနှေးကွေးစေနိုင်ပါတယ်။ဆိုးကျိုးများဓာတ်မတည့်ခြင်းအချို့သောသူများတွင်တခွားသီးနှင့်ဓာတ်မတည့်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။အရေပြားရရန်ခြင်းအင်ပြင်ထခြင်းအသက်ရှူရခက်ခဲခြင်းစသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါတယ်။အစာမကြေခြင်းအချို့သောသူများတွင်တခွားသီးစားသုံးပြီးနောက်အစာမကြေခြင်းလေပိုခြင်းစသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါတယ်။အထူးသဖြင့်အစာအိမ်ဦးလန်းကြောင်းမကောင်းသူများတွင်ဖြစ်တတ်ပါသည်။ပိုတက်ဆီယမ်ဓာတ်များခြင်းတခွားသီးတွင်ပိုတက်ဆီယမ်ဓာတ်များစွာပါဝင်သောကြောင့်ကျောက်ကပ်ယောဂရှိသူများအတွက်မသင့်တော်ပါ။ကျောက်ကပ်ယောဂရှိသူများတွင်ပိုတက်ဆီယမ်ဓာတ်များခြင်းကြောင့်ကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ပါတယ်။စီးများသွားခြင်းတခွားသီးသည်စီးများသွားစေသောဂုဏ်သတ္တိရှိသောကြောင့်ညဘက်များစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါသည်။အချို့သောဆေးများနှင့်ဓာတ်ပြုခြင်းတခွားသီးသည်သွေးကြဲဆေးများအပါအဝင်အချို့သောဆေးဝါးများနှင့်ဓာတ်ပြုနိုင်ပါသည်။ဆေးတောက်ရည်သူများအနေဖြင့်ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။ရေဘူးရအားဖြင့်တခွားသီးသည်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသောအသီးအနှံတစ်မျိုးဖြစ်ပါတယ်။သို့တော်လည်းအချို့သောသူများအတွက်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သောကြောင့်မိမိကျန်းမာရေးအခြေအနေကိုသေချာစွာသိရှိပြီးမှစားသုံးသင့်ပါတယ်။